Okay guys, patience ပေါ့ကနေကြိုးစားပါတယ်။ Arsenal တင်းရဲ့တာဝန်ရှိသူတွေက Arsenal တင်းပြည်သက်တွေကြားထဲမှာပါ controversial ဖြစ်နေတဲ့ကိစ္စတစ်ခုရှိတယ်။ဒါကဘာလဲဆိုလို့ရှိရင်တော့ Arsenal တင်းရဲ့တိုက်စစ်ကို Stasco နဲ့ Yorkgrass ဘယ်သူကဥဆောင်တင်နေဆိုတဲ့မိကုန်းလိုပဲကျွန်တော်တို့ပြောရလိမ့်မယ်။ဒီညမှာ Arsenal တင်းရဲ့တာဝန်ရှိသူတွေထဲမှာဆိုလို့ရှိရင်လေဒါ Andre Parra က Victor Yorkgrass ရဲ့ big fan ကိုပြောရလိမ့်မယ်။ Arsenal တင်းလိုအပ်နေတဲ့ဒီ major main trophy တွေကို Yorkgrass တို့မျိုးဒါတွေ့ကြုံရင်တိုက်စစ်မှုတရားဥဆောင်တာကအသင့်တော်ဆုံးလို့တော့ထင်တယ်။ဒါပေမဲ့ Arsenal တင်းရဲ့နီးပြဖြစ်တဲ့ Arteta ကကြတော့အဲ့လိုမျိုးမဟုတ်ဘူး။သူကဒါအသင်းရဲ့ကစားကွက်အပိုင်းမှာလေပို့ပြီးတော့လိုက်ပါစီးမျောနိုင်ဆိုရင်အားကောင်းတယ်လို့အသက်အရွယ်ဘိုင်းရလေပို့ပြီးတော့ငယ်ရွယ်တယ်သူသွေးရင်သွေးနိုင်လောက်ပို့ပြီးတော့ကောင်းလာမဲ့ Sasco ကို Arteta ကပို့ပြီးတော့အလိုရှိတယ်။အဲ့လိုပဲ Arsenal တင်းရဲ့ပြည်သက်တွေဂျားထဲမှာဆိုလို့ရှိရင်လေငါတို့ကလောက်ငွေအများကြီးသုံးမယ်ဆိုလို့ရှိရင်တော့ future proof ဖြစ်တဲ့ငါတို့အတွက်10လောက်သုံးနိုင်တဲ့ Sasco ကိုပို့ပြီးတော့ခေါ်တဲ့နယ်လို့ထင်ကြတဲ့သူတွေရှိတယ်လို့ချို့ကြောက်လဲငါတို့အသင်းကအခုချိန်မှာဒါ major trophy တစ်ခုကိုအသေးအတန်လိုအပ်နေတဲ့အချိန်ဒီညမှာအတွေ့အကြုံရင့်ပြီးတော့100တီကို25ကိုဂိုး30လောက်အနည်းဆုံးအာမခံပေးနိုင်တဲ့ Yorkgrass ကိုခေါ်တဲ့နယ်ဆိုပြီးတော့ထင်ကြတဲ့ Arsenal အသင်းပြည်သက်တွေလည်းရှိတယ်အဲ့တော့ကျွန်တော်ကတော့ဒီနေ့ video ထဲမှာတော့ Arsenal အသင်းရဲ့တိုက်စစ်ကို Yorkgrass ဒါမှမဟုတ်လို့ရှိရင် Sasco ဘယ်လိုဥဆောင်တင်လဲဆိုတာကိုကျွန်တော်ရဲ့တူရဲ့အမြင်ငယ်ပြီးလို့ရှိရင် data အချက်အလက်တွေပေါင်းစပ်ပြီးတော့ဒီနေ့ video ထဲမှာအဓိကထားပြီးတော့ဆွေးနွေးသွားမှာလည်းဖြစ်ပါတယ်အဲ့တော့ထုံးအတိုင်းပဲ video လေးမစခင်မှာတော့ကျွန်တော်ရဲ့ video လေးကို reaction တွေပေးခဲ့ပြီးတော့တကယ်လို့ YouTube channel ကကြည့်နေဆိုလို့ရှိရင်လည်းကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ခဲ့တော့ပြပါနဲ့ဒါဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ video လေးကိုစလိုက်ရအောင်ကျွန်တော်ပထမဦးဆုံးဒီတိုက်စစ်မှုနှစ်ယောက်လုံးရဲ့အကြောင်းပြောမယ်ဆိုလို့ရှိရင်တော့သူတို့ရဲ့ player profile အကြောင်းကျွန်တော်စပြီးပြောဖို့လိုလိမ့်မယ်ဒီနှစ်ယောက်လုံးကဒါ pace and power ကိုအသားပြုတဲ့ PMB striker တွေလို့ကျွန်တော်တို့ပြောရမယ်လက်ရှိ Morandi မှာဖြစ်ပေါ်နေတဲ့အရာတွေကြောင့်လည်း PMB striker တွေကပဲဒီ market မှာပေါ်များနေရဖြစ်တဲ့အတွက်ကြောင့်မလို့ PMB striker category ထဲမှာထည့်လို့ရတယ်ဆိုတာကိုတော့သူတို့ကစားတဲ့ပွဲတွေကိုကြည်ဖူးတဲ့သူတွေဆိုရင်ကျွန်တော်တို့သိလိမ့်မယ်ဒီညမှာကွာတော့တာဘာလဲဆိုလို့ရှိရင်တော့ Sasco ကပို့ပြီးတော့ all out deck ဖြစ်တဲ့ box present ပို့ပြီးကောင်းတယ်လေထဲမှာအလုံးလုံးပို့ပြီးတော့ကောင်းတယ်လို့ကျွန်တော်တို့ပြောရမယ်ပြီးလို့ရှိရင် Sasco က pace and power ကိုအားပြုတဲ့ player တယောက်ဖြစ်တဲ့အတွက်ကြောင့်မလို့ power အားကောင်းတဲ့ athleticism တော်တော်လေးကို strong ဖြစ်တဲ့သူမျိုးလို့ပြောရလိမ့်မယ်ပြီးလို့ရှိရင် Sasco ကသူ့အရက်နဲ့မလိုက်အောင်မြန်တယ်မြန်ပြီးတော့သူ့ရဲ့ဒီခြေလက်တန်နဲ့ဆိုလို့ရှိရင် dribbling setting တော်တော်လေးကိုမြင့်တယ်တိုက်စစ်မှုကဒီ dribbling setting မြင့်လာဆိုလို့ရှိရင်ကျွန်တော်ဒါ sorry ပြီးလို့ရှိရင်မတွေးတော့ဘူးပေါ့နော်အခုနောက်ပိုင်းဒါ Sasco ကလည်း sorry လိုပဲ dribbling strength တော်တော်လေးကိုမြင့်တယ် sorry လောက်ကောင်းတယ်လို့ပြောတာမဟုတ်ဘူးเนาะဒီညမှာမှားပါဆိုအဲ့တော့ Sasco ကြောင့်ဆက်ပြီးပြောမယ်ဆိုလို့ရှိရင် Sasco ကဒီ box ထဲမှာဆိုလို့ရှိရင်နေရာယူပုံအားကောင်းပြီးတော့ဒီကျွန်တော်တို့ဒါ rebound ထွက်လာတဲ့ဘောလုံးတွေ second ball တွေကိုအသုံးချရတဲ့နေရာမှာဆိုလို့ရှိရင်လေဒီ Yorkgrass တဲ့ပို့ပြီးတော့အားကောင်းတယ်လို့ကျွန်တော်တို့ပြောလို့ရတယ်နောက်တစ်ခုကသူ့ရဲ့ shooting technique နဲ့ဒီကျွန်တော်တို့ဒါ shoot power လို့ပြောရမယ် shooting technique ကတော်တော်လေးကို strong ဖြစ်ပြီးတော့ shooting power ကလည်းအားကောင်းတာကိုကျွန်တော်တို့တွေ့ရတယ်အဲ့တော့သူကဒါဘယ်လိုပြောမလဲအဖြုံးကြီးများတယ်ဆိုပေမဲ့သူ့ရဲ့ကန်ချက်ကဒါနေရာမှန်ကိုရောက်သွားမယ်ဆိုလို့ရှိရင်သူ့ရဲ့ဒီ shooting power အားကြောင့်သူကန်တဲ့ဘောလုံးကိုတားဆီးဖို့ကတော့မလွယ်ဘူးလို့ကျွန်တော်တို့ပြောရမယ်အားနဲ့ချက်ကတော့အစောကြီးမှာကျွန်တော်ပြောခဲ့သလိုပဲဒီ player ကဖြုံတီးများတယ်ဘယ်တော့မှelite level striker ကိုမရောက်သေးဘူးတရားဒီကို25ကိုဂိုး30 granny ပေးနိုင်တဲ့တိုက်စစ်မှုပုံစံမျိုးမပေါက်သေးဘူးလို့ကျွန်တော်တို့ပြောရမယ်ဒါကသူ့ရဲ့အကြီးမားဆုံးအားနဲ့ချက်လို့ပြောရမယ်နောက်တစ်ယောက်ဖြစ်တဲ့ Victor Yorkgrass ကကြတော့ဒါအားလုံးသိရဲ့အတိုင်းပဲဒီ player ကပြီးခဲ့တဲ့200ဒီတွင်းမှာဆိုလို့ရှိရင်စုစုပေါင်း68ဂိုးသွင်းတယ်26ဂိုးဖန်တီးပေးပြီးတော့ all competition မှာ total goal contribution က123နေရှိတယ်ဒါကကမ္ဘာအကောင်တိုက်စစ်မှု9ယောက်မဟုတ် top 3ထဲမှာဝင်တယ်လို့ကျွန်တော်တို့ပြောရလိမ့်မယ်ဒါပေမဲ့ဒီ player နဲ့ပတ်သက်ပြီး concern ရှိတာကဘာလဲဆိုလို့ရှိရင်ဒီ player ကအသက်က final ကိုရောက်နေပြီအခုချိန်ဒီ European top 5 league မှာတခြား proven မဖြစ်သေးဘူးဒါကို Arsenal အသင်းပြည်သက်တွေကစိုးရင်ကြတယ်သူ့ရဲ့ကစားပုံမှာကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှိရင်တော့ Yorkgrass က Sasco နဲ့မတူဘဲနဲ့ channel run လို့ကျွန်တော်တို့ပြောရနိုင်တယ်သူရရှိခဲ့တဲ့ဂိုးတွေကိုကြည့်မယ်ဆိုလို့ရှိရင်ဒါဒီ box အပြင်ကနေပြီးတော့ဒီ plan back ရဲ့ခံတဲ့ line တွေပေါ့အဲ့ဒီပေါ်လာတဲ့ဒီ plan back ရဲ့ခံတဲ့ line တွေကြားတွေက speed ပါနေရာယူမယ်အဲ့ကနေစင်ပို့အသင်းပေါ်ကပေးတဲ့ဘောလုံးကိုလက်ခံပြီးတော့ half turn လဲပြီးတော့တောက်ချောက် ball carrying လုပ်ဒီ ball carrying လုပ်လာတာကနေဒါ back back တင်းငယ် area တွေကိုရောက်ပြီဆိုတာနဲ့ဒီ dribble လုပ်ပြီးတော့ဒီ can တဲ့ပုံစံက Yorkgrass ရဲ့ treatment လို့ကျွန်တော်တို့ပြောရမယ်ဒီညမှာ Yorkgrass ရဲ့ဒါမျိုးဒီ half turn တွေနဲ့လှည့်ပြီးတော့
ball carrying လောက်တာကိုပြိုင်ဘက်တွေအနေနဲ့တော်ကိုခက်ခဲတားဆီးရတယ်ရက်တန့်ဖို့မလွယ်ဘူးဆိုတဲ့အနေအထားမျိုးတွေကျွန်တော်တို့တွေ့ရတယ်နောက်တစ်ခုကဒီ Sasco လိုပဲ Yogras က shooting power အားကောင်းတယ် shooting technique လည်းတော်တော်လေးကို level ဖြစ်ပြီးတော့နောက်တစ်ခုကပါတယ်ဆိုလို့ရှိရင်ဒါ Sasco နဲ့ပိုပြီးကောင်းတာကသူ့ရဲ့ဒီ shoot selection ပေါ့ငါဘယ်ကိုကံမလဲဆိုတာရွေးချယ်တဲ့အပိုင်းမှာသူ့ရဲ့ experience ရောက်နေပါတယ်ဗျာတော်တော်လေးကိုတိကျတယ်ကံမှုရွေးချယ်ထောင်းနေရလေအမြင်သလိုမှန်ကန်လေးရှိရဆိုတော့ကျွန်တော်တို့တွေ့ရတယ်အဲ့ဒါကြောင့်မို့သူကန်တဲ့ဘောလုံးအများစုကဒီဂိုးပေါက်တဲကိုပဲတက်တက်မှတ်သွားလေးရှိပြီးတော့တစ်ချိန်တည်းမှာပဲ shooting power အားကောင်းတယ် shooting technique လည်း strong ဖြစ်တဲ့အတွက်ကြောင့်မလို့ဂိုးတွေအများကြီးရနေရလို့ကျွန်တော်တို့ပြောရမယ်အားနဲ့ချက်ကပါတယ်ဆိုလို့ရှိရင်တော့ Yogras ကလေထဲမှာအလုံးလုံးပုံအရန်အားနေတယ်အရက်က6ပင်တနမှာရှိရဆိုရင်ပဲဒီတိုက်စစ်မှုကသူ200ဒီအတွင်းမှာရရှိခဲ့တဲ့69ခုမှာခေါင်းတိုက်ကိုတကိုးပေါင်ပါတော့ကြည့်မယ်ဆိုလို့ရှိရင် Yogras က heading ဘလောက်ထိအားနေလေပြီးရင်သူသွင်းခဲ့တဲ့ဂိုးတွေအကုန်လုံးကလည်းဒီ ball carry လုပ်ပြီးသွင်းတာဖြစ်တဲ့အတွက်ကြောင့်မလို့ out present အတော်လေးကိုအားနေတိုက်စစ်မှုလို့ကျွန်တော်တို့ပြောရမယ်။ဘာပြောပြအာဆင်နယ်အသင်းရဲ့ဒီအခုညရာဒီမှာ top target တွေက Yogras ဒါမှမဟုတ်လို့ရှိရင် Sasco လို့ပဲပြောရလိမ့်မယ်ဒီနှစ်ယောက်တည်းကတယောက်ကလည်းအာဆင်နယ်ကိုရောက်လာမယ့်အနေအထားမျိုးမှာရှိတယ်အဲ့တော့ဒီနှစ်ယောက်တည်းကတယောက်ကဘယ်သူပဲအာဆင်နယ်ကိုရောက် Premier League ရဲ့ industry ကိုမှီဖို့အတွက် adaptation လုပ်ရမယ်ဒီညမှာသူတို့ကစားခဲ့တဲ့ဒီကျွန်တော်တို့ league ranking တွေကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်ဒီမှာဆိုလို့ရှိရင်တော့ Bundesliga ကကျွန်တော်တို့ဒါ league ရဲ့ power ranking မှာဆိုလို့ရှိရင်ဒါ top 3မှာရှိနေတယ် Record ကစားတဲ့ Portuguese League ကိုကြည့်မယ်ဆိုလို့ရှိရင် league ranking အရ top 8မှာရှိနေပြီးတော့ England Championship ဖက်တောင်မှ league ranking ကပို့ပြီးတော့နည်းနေတယ်ဒါကိုပဲ Arsenal တင်း project တွေကအဓိကစိုးရိမ်နေလို့ကျွန်တော်တို့ပြောရမယ်ဒါလည်းပတ်သက်ပြီးကျွန်တော်ကတော့ကျွန်တော်တို့ရဲ့အမြင်ကတော့စိုးရိမ်စရာမရှိဘူးလို့ကျွန်တော်ကတော့ထင်တယ်ဘာဖြစ်လို့ဆိုတော့ဒီ league နှစ်ခုလုံးပေါ့နော် Sasco ကစားနေတဲ့ German League ကိုပြီးလို့ရှိရင် Yogras ကစားနေတဲ့ Portuguese League ကို league နှစ်ခုလုံးက space တွေအများကြီးပေးရတာဒီမြောက်က space တွေလုံလောက်ရရှိပြီးတော့လုံလောက်တဲ့ space and time ရရှိတာဖြစ်တဲ့အတွက်ကြောင့်မလို့လောက်ထိ over perform ဖြစ်နေတယ်လို့ကျွန်တော်တို့ပြောရလိမ့်မယ်။ Bundesliga ရဲ့သဘောတရားအရာကိုက Sasco ကစားနေတဲ့ Bundesliga ကိုကြည့်မယ်ဆိုလို့ရှိရင်လည်းဒီ Bundesliga ရဲ့သဘောတရားအရာက space တွေအများကြီးပေးပြီးကစားတာ league industry မြင့်တယ်အသင်းကောင်းတွေပေါ်တယ်ဆိုပေမဲ့ဒီ league ကအသင်းတွေအကုန်လုံးက space အကျယ်ကြီးပေးပြီးကစားတာဖြစ်တဲ့အတွက်ကြောင့်မလို့ Sasco ကလုံလောက်တဲ့ time and space ကိုရတယ်အဲ့လိုပဲ Yogras ကိုကြည့်မယ်ဆိုလို့ရှိရင်လည်း Yogras ကစားနေတဲ့ Portuguese League က physical industry အရန်မြင့်တယ် German League တောင်ပိုပြီးမြင့်တယ်လို့ကျွန်တော်တို့ပြောရမယ်ဒါကြောင့်မလို့ Portuguese League ကလာတဲ့ player တွေက Premier League မှာဆိုလို့ရှိရင်ခြေစွမ်းပြလေရှိတယ်ဒါပေမဲ့ Portuguese League ရဲ့အားနည်းချက်ကဘာလဲဆိုလို့ရှိရင်တော့အသင်းကောင်းတွေအရန်နေတယ် England Championship တက်တောင်မှာ power ranking အားနေတာဖြစ်တဲ့အတွက်ကြောင့်မလို့အသင်းကောင်းတွေလည်းနေတယ် player ကောင်းတွေလည်းနေတယ်အဲ့တော့ player quality အားနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ Yogras အနေနဲ့ခုနကျွန်တော်ပြောခဲ့လို့ပဲ pace sometime AC ကိုလုံလောက်ရတယ်ဒါကြောင့်မလို့ပဲ Yogras ကလုံလောက်တဲ့သွင်းဂိုးတွေကိုသွင်းယူနိုင်တာလို့ကျွန်တော်တို့ပြောရလိမ့်မယ်ဒါဆိုလို့ရှိရင်တော့ Arsenal တင်း project တွေစိုးရိမ်နေတဲ့ဒီ league ranking ပြဿနာကဘာမှမဟုတ်ဘူးဆိုတာကိုတော့နားလည်လိမ့်မယ်လို့ကျွန်တော်ကတော့မျှော်နေတယ်ဒါဆိုကျွန်တော်ပထမဦးဆုံးဒီ Sasco က Arsenal တင်းရဲ့ကစားကွက်မှာဘာလို့တင့်တော်ရလဲ Arteta ဘာလို့လိုချင်ရလဲ Yogras တက်ပို့ပြီးတော့ဘာဖြစ်လို့ favor ဖြစ်နေရလဲလို့ပြောမယ်ဆိုလို့ရှိရင်တော့ကျွန်တော်ဒီပုံကြောင့်လို့ပဲပြောရလိမ့်မယ် Arsenal တင်းရဲ့ကစားကွက်တိစောက်ပုံကိုကြည့်မယ်ဆိုလို့ရှိရင်တိုက်စစ်မှုတွေကဒီ drop ပြီးလုပ်ပြီးတော့ hold up play leg up play လုပ်ပေးရမယ်ဒီလိုလုပ်တဲ့အချိန်မှာအသင်းရဲ့ inside forward နှစ်ယောက်ဖြစ်တဲ့ Martinelli နဲ့ Saka နဲ့ကဒီ head speed တွေကိုဝင်ပြီးတော့ဂိုးတွေသွင်းယူမှုကြိုးစားတယ်မဟုတ်လို့ရှိရင်တိုက်စစ်မှုက center forward position ကိုပြောင်းတဲ့အချိန်မှာဆိုလို့ရှိရင်ဒီနှစ်ယောက်က touch line ကိုပြတ်ထွက်သွားတယ်ဒါမျိုးကစားလေးရှိရဲ့အသင်းဒီညမှာဆိုလို့ရှိရင်ဒါ Sasco ကဒီ2023-2024 ရာသီနဲ့2024-2025 ရာသီ open match တော့ကိုကြည့်မယ်ဆိုလို့ရှိရင် Sasco က season by season တော်တော်လေးတာကိုတိုးတက်လာတယ်ဆိုတော့ကျွန်တော်တို့တွေ့ရလိမ့်မယ်အဲ့တို့ကြောင့်မလို့ Sasco ကို Arteta ကအရန်ကိုလိုချင်တယ်သူ့ရဲ့လက်ထက်မှာဆိုလို့ရှိရင်ဒီ open match မှာ Sasco ရဲ့ hold up play link up play roaming map ဒါတွေကိုကြည့်ချင်းအပြည့် Arteta ရဲ့လက်အောက်မှာဆိုလို့ရှိရင်ဒီ player ကဒါပို့ပြီးတော့ကောင်းဝင်လာမယ် Arsenal တင်းရဲ့ကစားကွက်မှာလည်းပို့ပြီးတော့အံဝင်နိုင်တယ်သူ့ရဲ့အစတည်းက play style ရကိုက Arsenal နဲ့ကိုက်နေရဖြစ်တဲ့အတွက်ကြောင့်မလို့ team player ဆိုလို့ရှိရင်တော့ Sasco ရဲ့ skill set ကဒီ Arsenal နဲ့ပို့ပြီးတော့တင့်တော်တယ်လို့ကျွန်တော်တို့ပြောရမယ်ဒီချက်ကြောင့်မလို့ပဲ Arteta က Sasco ကိုအဓိကလိုချင်နေရလို့ပဲကျွန်တော်တို့ပြောရလိမ့်မယ်အဲ့တော့ Sasco ကို Arteta လိုချင်တဲ့အဓိကအချက်ကြောင့်ပြောပြီးဆိုရဲ့အနေအထားမျိုးမှာ Sasco ရဲ့ပြီးခဲ့ရာသီကရရှိခဲ့တဲ့သွင်းဂိုးကြောင့်ကျွန်တော်ဆက်ပြီးတော့ပြောမယ်ဒီမှာဆိုလို့ရှိရင်ပြီးခဲ့ရာသီကဆိုလို့ရှိရင် Sasco ကဂိုးပေါက်ကန်သွင်းခွင့်စုစုပေါင်း60ကြိမ်ရှိပြီးတော့ဒီထဲကနေပြီးတော့ total သွင်းဂိုးက73ဂိုးရရှိထားတယ် shot per 90 minute က
2.55 ဒီရှိနေပြီးတော့မိနစ်က2399မိနစ်ရရှိထားရဆိုတော့ကျွန်တော်တို့တွေ့ရလိမ့်မယ်68ကြိမ်ကန်တာ73ဂိုးပဲရထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒါ Sasco ကတော်လေးကိုအဖြုံးပြီးများရတယ်လို့ကျွန်တော်တို့ပြောရလိမ့်မယ်ဒါပေမဲ့ Sasco ကတော်လေးကို aerobic ဖြစ်တယ်ဒါကိုကျွန်တော်အောက်မှာကြည့်မယ်လို့ရှိရင်ဗျာလိုက်ပြတင်းရဲ့ကိုပေါက်ကိုခေါင်းတိုက်ချင်းချောင်းမှုက14ကြိမ်ရှိတယ်ဘယ်ကြီးနဲ့ကန်တာက10ကြိမ်ရှိပြီးတော့ညာကြီးနဲ့ကန်တာက44ကြိမ်ရှိတာဖြစ်တဲ့အတွက်ကြောင့်မလို့ Sasco ကသူ့ရဲ့ body part မျိုးစုံနဲ့လိုက်ပြတင်းရဲ့ကိုပေါက်ကိုချင်းထောက်နိုင်ဆိုတာရှိတဲ့အတွက်ကြောင့်မလို့ဒီ player ကိုကျွန်တော်တို့ကaerobic ဖြစ်တယ်လို့ကျွန်တော်ပြောရလိမ့်မယ်။နောက်တစ်ခုကဘာလဲဆိုလို့ရှိရင်တော့ expected goal per 90 minute နဲ့ goal per 90 minute ကိုကြည့်မယ်ဆိုလို့ရှိရင်တော့အစောပိုင်းမှာပြောခဲ့လို့ပဲ Sasco ကဒါကျွန်တော်တို့ elite finisher တယောက်ပုံစံအခုထည့်ပြီးပေါက်သေးတာဖြစ်တဲ့အတွက်ကြောင့်မို့ဒီညမှာဆိုလို့ရှိရင်အားနေနေရဲ့ဒါကပဲ Sasco က elite striker ဖြစ်ဖို့အများကြီးလိုသေးတယ်ဆိုတော့အကောင့်တည်ပဲလို့ကျွန်တော်တို့ပြောရမယ်။နောက်တစ်ခုမှဆိုလို့ရှိရင်အဲ့လိုပဲ goal conversion rate နဲ့ shot per 90 minute မှာဆိုလို့ရှိရင် Sasco က average အထက်မှာတော့ရှိရဲ့ဒါပေမဲ့ Jogras တော့အားမကောင်းဘူးလို့ပဲကျွန်တော်တို့ဒါပြောလို့ရတယ်အဲ့တော့ကျွန်တော်ဒါ Sasco ရဲ့အကြောင်းပြောပြီးဆိုတဲ့အနေထားမျိုးမှာနောက်ထပ်တိုက်စစ်မှုတစ်ယောက်ဖြစ်တဲ့ Vida Rogers အကြောင်းကျွန်တော်ဆက်ပြီးတော့ပြောဖို့လိုလိမ့်မယ်ဒီညမှာ Vida Rogers ကိုဒါ Andre Parra ကဘာလို့အရင်ကြိုက်တာလဲဘာလို့အရင်ကြိုက်တာလဲဆိုလို့ရှိရင်တော့သူက Arsenal အသင်းကဒီ transition game တွေမှာဆိုလို့ရှိရင်လည်းအားတာလေးရှိတယ်အခါဒီမှာဆင် Arsenal ကဒါဂိုးတွေပုံမှန်ရရှိရဲ့အသင်းမျိုးလို့ကျွန်တော်ပြောရလိမ့်မယ်ဒီညမှာဒီ Rogers ကlong progressive carry တွေက Arsenal အသင်းရဲ့ transition gain တွေ Arsenal အသင်းရဲ့ဒီလင်းနဲ့ counter transition တွေကိုအများကြီးပို့ပြီးတော့အားကောင်းသွားစေနိုင်တယ်ဒီမှာဆိုလို့ရှိရင်ဗျာ Vida Rogers ရဲ့ long progressive carry ကိုကြည့်မယ်ဆိုလို့ရှိရင်စုစုပေါင်း128ကြိမ်ဒီပေးပို့ထားရဲဆိုတာကိုကျွန်တော်တို့မြင်ရလိမ့်မယ်ဒီ long progressive carry တွေမှာဆိုလို့ရှိရင်ဗျာ first pick ကနေပြီးတော့ second phase ကို carry လုပ်တဲ့ဟာတွေကိုလည်းကျွန်တော်တို့မြင်ရမှာဖြစ်တယ်လို့ carries များသူကိုကြည့်မယ်ဆိုလို့ရှိရင် wide area ကနေစင်အတွင်းကို ball carrying လောက်လာတာကိုကျွန်တော်တို့မြင်ရလိမ့်မယ်ဒါကိုကြည့်မယ်ဆိုလို့ရှိရင်ဒါ Vida Rogers ကတိုက်စစ်တဲ့နေရာသုံးမှာ roaming လုပ်ပြီးတော့ကစားပြီးတော့ဒီသူရှိနေတဲ့ area ကနေစင်တိုက်ပြတင်းရဲ့ခိုးပေါက်တွေကို ball carrying လုပ်နိုင်စွမ်းရှိတယ်သူ့ရဲ့ action ကအမြင်လို့ progressive ဖြစ်လေရှိရဲဆိုတော့ကျွန်တော်တို့တွေ့ရလိမ့်မယ်ဒါမျိုးတိုက်စစ်မှုမျိုးက Arsenal မှာမရှိဘူး hold up play link up play ကိုလက်ရှိ Arsenal တင်းရဲ့လူစင်းမှာ Kai Havertz တို့ပြီး Jesus တို့လည်းလုပ်နေတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒါမျိုး long progressive carry ကိုလုံနိုင်တဲ့တိုက်စစ်မှုမျိုးကိုဒါ Andre Parra ကအလိုရှိတယ်။ဂေလို့ဒါ Rogers ဆိုတာခေါ်ခဲ့မယ်ဆိုလို့ရှိရင်တော့ Rogers လိုမျိုး player profile က Arsenal တင်းမှာမရှိရဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ signing ကိုကျွန်တော်တို့က Florida signing လို့လည်းကျွန်တော်တို့သတ်မှတ်လို့ရရဲ့အနေထားမျိုးမှာရှိတယ်ပေါ့။ဒီချက်က Andre Parra Vida Rogers ကိုအဓိကကြိုက်တဲ့အချက်မျိုးကိုကျွန်တော်တို့ပြောရလိမ့်မယ်။အဲ့ဒါဆိုရင် Rogers ကပြီးခဲ့ရာသီကသူရရှိခဲ့တဲ့သွင်းဂိုးတွေကမှာဘယ်လိုမျိုးရရှိခဲ့လဲ။ဒါကိုကျွန်တော်တို့ဆက်ပြီးတော့ကြည့်မယ်။ဒီမှာဆိုလို့ရှိရင် Rogers ကပြီးခဲ့ရာသီကဆိုလို့ရှိရင်စုစုပေါင်းဂိုးက39ဂိုးရရှိထားတယ်။ရရှိထားတဲ့ဂိုးများစုကဒီပြိုင်မဲ့တင်းကန်ဖရိတ်ပေါက်ထဲမှာရရှိထားတဲ့ဆိုပေမဲ့စောင်းမှာပြောခဲ့တယ်လို့ပဲသူကစားတဲ့ပွဲတွေကိုကြည်ဖူးရတဲ့သူတွေဆိုလည်းသိမယ်ပြီးရင်ခုနကပြခဲ့တဲ့ long progressive carry map ကိုကြည့်မယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့တွေ့ရလိမ့်မယ်သူ့ရဲ့ action များစုက18ကိုက်စီအပြင်ကနေပြီးတော့ဘောလုံးကို ball carrying လုပ်ပြီးတော့ပြိုင်မဲ့က brain box ကိုရောက်မှကန်သွင်းတာဖြစ်တဲ့အတွက်ကြောင့်မလို့သူ့ရဲ့ဂိုးများစုကအားကြည့်မယ်ဆိုလို့ရှိရင်တော့ပြိုင်မဲ့တင်းရဲ့ဖောက်ထဲမှာများနေတာဒါပေမဲ့သူ့ရဲ့ action အများစုစတင်တာပါလဲဆိုလို့ရှိရင်တော့ပြိုင်မဲ့တင်းရဲ့ peri area ဖောက်ပြင်မဲ့မှာလို့ပဲကျွန်တော်တို့ပြောရမယ်expected goal ရလဲ30.9ပဲရှိတဲ့အနေထားမျိုးမှာအရှိခဲ့တဲ့သွင်းက39ဂိုးဒီရှိနေတာဖြစ်တဲ့အတွက်ကြောင့်မလို့အတော်လေးကို over perform ဖြစ်နေရဆိုတော့ကျွန်တော်တို့တွေ့ရလိမ့်မယ်139ချိန်ကန်တာ39ဂိုးရတယ်ဆိုတော့ကြည့်မယ်ဆိုလို့ရှိရင်တော့ Vida Rogers က Sasco တဲ့အများကြီးပိုပြီး level ဖြစ်တဲ့တိုက်စစ်မှုဆိုတာကိုကျွန်တော်တို့တွေ့ရလိမ့်မယ်သူ့ရဲ့ quality ကိုအဓိကပြတဲ့ expected goal per 90 minute နဲ့ goal per 90 minute graph ကိုသွားကြည့်မယ်ဆိုလို့ရှိရင်လေဒီကျွန်တော်တို့ဒါ Rogers က European တိုက်စစ်မှုတွေထဲမှာ strong ဖြစ်ဆုံးအကောင်းဆုံးဆိုတာကိုကျွန်တော်ဒီဘက်မှာကြည့်မယ်ဆိုလို့ရှိရင်လုံးဝကိုရှင်းလင်းမြင်ရမယ် Rogers ကတေချာဘောက်ကို elite finisher ဆိုတော့တေချာတယ်နောက်တစ်ခုဖြစ်တဲ့ဒီ goal conversion နဲ့ shot per 90 minute ဒီမှာကြည့်မယ်ဆိုလို့ရှိရင်လေ Vida Rogers က Sasco တဲ့အများကြီးပိုပြီးတာတယ်ဒါကြောင့်မလို့ဒီမှာတိနာတစ်ခုကဘာလဲဆိုလို့ရှိရင်တော့ Sasco တဲ့ Vida Rogers ကသွင်းဂိုးတွေပဲမှာဆိုလို့ရှိရင်တော့အများကြီးကိုပို့ပြီးတော့အာမခံရရှိတဲ့ player မျိုးတို့ကျွန်တော်တို့သတ်မှတ်လို့ရမယ်နောက်ထပ်ကျွန်တော်တို့ဒီ Rogers နဲ့ပတ်သက်ပြီးအားဖို့ကောင်းတဲ့ချက်ကဘာလဲဆိုလို့ရှိရင်တော့ Vida Rogers ကများသောအားဖြင့်သူကဒီ ball carrying တွေကိုလုပ်ပြီးတော့တိုင်ဘက်တွေကိုဒုက္ခပေးလို့ရှိရဆိုပေမဲ့သူ့မှာနောက်ထပ် extra gift တစ်ခုပါတယ်ဒါကဘာလဲဆိုလို့ရှိရင်တော့သူက chance creation ကိုပဲကျွန်တော်တို့ပြောရလိမ့်မယ်ဘယ်လိုမျိုးလဲဆိုတော့သူ့အနေနဲ့ပေါ့နော်တပြက်တင်းရဲ့ဒီခံစစ်ကပေါ်လာ speed တွေမှာနေရာယူမယ်အဲ့ရ
ရတဲ့ဘောလုံးကိုသူကိုယ်တိုင် ball carrying လုပ်ပြီးတော့ဒါပေမဲ့တင်းငယ် frame ပေါက်ရှဲကိုတိုးဝင်မယ်တိုးဝင်ပြီးတဲ့အခါမျိုးမှာသူ့အနေနဲ့သူကန်မှုအခွင့်အရေးတာမယ်ဆိုလို့ရှိရင်သူကိုယ်တိုင်ကန်မယ်မဟုတ်လို့ရှိရင်သူကအတင်းမော်တွေကို chance creation လုပ်ပေးနိုင်တဲ့တိုက်စစ်မှုလို့ကျွန်တော်တို့ပြောရမယ်ဒါကဒီ goal သွင်းဖို့တစ်ခုတည်းကိုပဲအာရုံစိုက်ရတဲ့တိုက်စစ်မှုတွေအတွက် Rockets ကဒါမျိုးလုပ်နိုင်တယ်ဆိုတာကတော်တော်လေးကို impressive ကိုကောင်းတယ်ပြီးခဲ့ရာသီကဆိုလို့ရှိရင် Rockets ကစုစုပေါင်း chance creation ကအထင်60ရှိနေတယ်ဆိုတော့ကျွန်တော်တို့တွေ့ရတယ်တကယ်ကို impress ဖြစ်မှုကောင်းတဲ့ stat မျိုးလို့ပြောရမယ်Rockets ရဲ့အသင်းမော်တွေက finishing ဘိုင်းမှာအားနည်းလို့သာနဲ့ Rockets ကစုစုပေါင်း assist က6တင်ပြီးပဲရရှိထားတာဖြစ်ပြီးတော့ Arsenal မှာစာကောက်လူ player တွေနဲ့တွဲဆော့ရမယ်ဆိုလို့ရှိရင်တော့ Rockets ကဒီထက်အများကြီးပို့ပြီးတော့ဒါကြောက်ဖို့ကောင်းတဲ့ asset မှုတစ်ယောက်ဖြစ်လာမဲ့အနေအထားမျိုးမှာရှိရလို့ကျွန်တော်တို့ပြောရမယ်အဲ့တော့နောက်ဆုံးကျွန်တော်တို့ကဒီ Rockets နဲ့ကျွန်တော် Sasco ဒီမြောက်ရဲ့ comparison ကိုရှင်းကြည့်မယ်ဒီမှာဆိုလို့ရှိရင်တော့ကျွန်တော်အများကြီးပြောနေကြတာမလို့တော့ဘူး Rockets ကပို့ပြီးတော့ complete ဖြစ်ပြီးတော့ပို့ပြီးတော့လည်း strong ဖြစ်တယ် defensively stat တွေမှာတော့ Sasco ကပို့ပြီးအကောင်းတာဖြစ်တဲ့အတွက်ကြောင့်မလို့ကိုယ့်အသင်းရဲ့ front line pressing ကိုအကောင်းဦးဆောင်နိုင်တယ်ဒီလိုမျိုး defensive duty function တွေကိုအကောင်းလုပ်နေတာအတွက်ကြောင့်မလို့ပဲ Arteta ကသူ့ရဲ့ front line pressing ကို Sasco ကိုဦးဆောင်စေချင်တာကလည်းအဓိကချက်တွေကချက်လို့ကျွန်တော်တို့ပြောရမယ်ဒါပေမဲ့ overall ချုပ်ကြည့်မယ်ဆိုလို့ရှိရင်တော့ Rockets ကပို့ပြီး strong ဖြစ်တယ်ဆိုတာကတော့လုံးဝကိုတန်တဲ့ဖြစ်စာမရှိဘူးအဲ့တော့ကျွန်တော်တို့ဒါ conclusion ကပြောရမယ်ဆိုလို့ရှိရင်တော့Arsenal အသင်းကသူတို့ရဲ့ကစားပုံကိုအနည်းငယ်ပေါ့နော် dryness နဲ့ဘက်ကိုသွားမယ်ဆိုလို့ရှိရင်တော့ Rockets ကအများကြီးပို့ပြီးတင့်တော်တယ်လို့ကျွန်တော်ကတော့မြင်တယ်အဖြစ်ဆိုတော့ sorry မှာကျွန်တော်ပြခဲ့လို့ပဲ Rockets ကဒီ chance creation လုပ်တဲ့ဘက်မှာဆိုလို့ရှိရင်လည်းတော်တော်လေးကိုစိတ်ချရတယ်အဲ့တော့သူကိုယ်တိုင်ကလည်းဒါဘောလုံးကိုဆွဲယူပြီးတော့ကန်သွင်းတဲ့အပိုင်းမှာ Sasco တဲ့ပို့ပြီးတိကျပြီးကောင်းမှုတို့ဂိုးတွေရရှိရဲ့အပိုင်းမှာဆိုလို့ရှိရင်လည်း Premier League ရဲ့ industry ကို adaptation လောက်ရမိတိုင်အောင်လက်ရှိသူပြထားတဲ့ stat တွေကကိုနီးကိုဟန်နဲ့100ဒီကို25ကိုဂိုး30လောက်အာမခံပေးနိုင်တဲ့တိုက်စစ်မှုမျိုးလို့ကျွန်တော်ကတော့မြင်တယ်တကယ်လို့သူကိုယ်တိုင်ဂုဏ်မသွင်းနိုင်ဘူးဆိုလို့ရှိရင်လည်းသူကဘေးနားမှာရှိတဲ့အသင်းပေါ်တွေကို chance creation အကောင်းလုပ်ပေးနိုင်တဲ့လက်စစ်မှုဖြစ်တဲ့အတွက်ကြောင့်မလို့စာကာတို့ Ogida တို့ပြီး Martinelli တို့အတွက်လည်းဂိုးသွင်းနှုန်းတွေကိုမြင့်အောင်လုပ်ပေးနိုင်တဲ့လက်စစ်မှုမျိုးလို့ကျွန်တော်တို့ပြောရမယ်အဲ့လိုမဟုတ်ဘူး Arsenal ကအခုကစားတဲ့အတိုင်းပဲကစားမယ်ဆိုလို့ရှိရင်တော့ Sasco ကပို့ပြီးတင်တော်တယ် Sasco ရဲ့ hold up play link up play တွေက Arsenal ရဲ့ဒီစစ်ပိုင်းဆိုင်ရာမှာအများကြီးအရေးပါလာမှာဖြစ်တယ်လို့ Sasco ကလည်း heading တော်လေးကိုကောင်းတာဖြစ်တဲ့အတွက်ကြောင့်မလို့ Arsenal ရဲ့ set speed technique တွေမှာ Sasco ကအများကြီးအရေးပါလာမယ် Arsenal ရဲ့ set speed နီးဗျူဟာတွေကလည်းအများကြီးကိုပို့ပြီးအနေနဲ့များလာမယ်အနေထားမျိုးမှာရှိတယ်ပြီးလို့ရှိရင် Sasco ကအသက်လည်းငယ်သေးတာဖြစ်တဲ့အတွက်ကြောင့်မလို့ Arteta train နိုင်တဲ့လောက်အများကြီးကိုအားကိုးရနိုင်ပြီးတော့Victor Rockets လည်းပို့ပြီးကောင်းမွန်တဲ့တိုက်စစ်မှုဖြစ်ကို transfer လုပ်နိုင်တဲ့ position မျိုးလည်းရှိရလို့ပြောရမယ်ဒါပေမဲ့အဓိကစဉ်းစားရမှာက Arsenal ကအခုချိန်မှာဆိုလို့ရှိရင် major trophy အသေးအံယူပြီးဖို့လိုအပ်နေပြီအဲ့တော့ကျွန်တော်ကတော့100ဒီကို25ကို30လောက်မျက်စိမိတ်ပြီးဂျုံထားလို့ရတဲ့ Victor Rockets က Arsenal အတွက်ပို့ပြီးတင်တော်ရလို့ကျွန်တော်ကတော့မြင်တယ်ပြီးလို့ရှိရင် Victor Rockets ရဲ့ဒီ body frame ဒီစောက်ပုံပြီးရင် Rockets ကို Arteta အနေနဲ့အခုလိုမျိုး channel runner ပုံစံမျိုးကနေ Haaland လိုမျိုးဒီ force in the box ပုံစံမျိုး transfer လုပ်ပေးနိုင်မယ်ဆိုလို့ရှိရင်တော့ Rockets ရဲ့အတွေ့အကြုံ ball striking shooting technique ဒါတွေနဲ့ပေါင်းစပ်ပြီးတော့ Rockets က33 34လောက်ထိအခု Lewandowski လိုမျိုးအသုံးပြုသလိုဆက်ပြီးအသုံးပြုနိုင်မယ်လို့ကျွန်တော်ကတော့ထင်တယ်အဲ့တော့ကျွန်တော်ရဲ့ choice ကတော့ Arsenal အတွက် Victor Rockets ကပို့ပြီးတင်တော်ရလို့ထင်တယ်ဒီဗီဒီယိုကြည့်နေ Arsenal တင်း project တွေကတော့ Arsenal တင်းရဲ့ တိုက်စစ်ကိုဦးဆောင်မှုအတွက် Rockets နဲ့ Sasco ဘယ်သူကပို့ပြီးတင်တော်ရထင်တယ်ကိုယ့်ရဲ့ပြင်ကို comment မှာ chat ဝင်ရောက်ဆွေးနွေးခဲ့ကြပါဦးအဆုံးကြည့်ခဲ့တဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်